တို့ကြီးဆိုင်ကနေကဒါရှေ့အထွက်ကောင်းနေတော့ကျွန်တော်တို့အားကြနေတာဗျဘာလို့အချက်တွေတုံးတာလဲအကြံပေးပါဦး အေးပြောမယ်ဆိုရင်တော့ဖူးစာလို့ဆိုရမှာပေါ့ကွာရွှင်လန်းလေးစီကိုခဏခဏသွားနေတာဆိုတော့ဟိုသူ့စီမှာအကရိုဂရင်းလန်းတွေတွေ့နေရတယ်ကွာငါရဲ့ဘဲဆိုင်ခင်ယာဒီကိုရောက်ပြီဆိုလို့ရှိရင်လည်းဟို VIP best 1 best 2ပိုလန်းပိုကောင်းတယ်ရှယ်လန်းတွေရရှိနေတာဆိုတော့ငါခဏခဏသွားဝယ်ပြစ်နေတော့တာပေါ့ကွာ ကိုတို့ကြီးကလည်းအဲ့ဒါဖူးသားမှမဟုတ်တာဖက်သက်ကြီးဖြစ်နေတယ် ဟာဒီတော့ဘယ်တစ်ဖက်သားမှလေမြင်ပါများပြီးချစ်ကျွမ်းဝင်လဲဒါဖူးစာလို့ပြောရင်ရတယ်ကွာ ဦးတို့ရတယ်ဗျာကျွန်တော်တို့ကစိုက်ခင်းကြောင်မင်းနေရတယ်ဗျာဦးတို့ကိုပြန်မကြိုက်မဲ့သူကြောင့်ပြောနေဦးတို့ရ ဟာဘာလို့ပြန်မကြည့်ရပါလဲဟေးအောင်ရွှင်လန်းလဲလူပဲလေကွာနှလုံးသားနေသူလဲချစ်တတ်တယ်ဟေးအောင်စောင့်ကြည့်သူကလည်းငါ့ကိုပြန်ကြိုက်မှာ ထားပါတော့ဗျာကျွန်တော်တို့သိချင်တာကိုတို့ကြီးရဲ့ဆိုင်ကအောင်မြင်နေတဲ့လှုပ်ချက်ကိုသိချင်တာ ဩငါပြောပြီးပြီလေဘာလျှို့ဝှက်ချက်မှမရှိဘူးအကရိုဂရန်လန်းကိုသုံးလို့ငါရဲ့ပဲဆိုင်ခင်းနေအကုန်လုံးကနှစ်တိုင်းအထွက်တိုးနေတာဘာလျှို့ဝှက်ချက်မှမရှိဘူး ဒီတော့လွယ်တာကွာငါတို့လည်းအကိုဝင်းအောင်သုံးပြီကျူကချမ်းသာနိုင်တာပဲကွာပဲ မင်းလေအဲ့တော့ငါပြောတယ်အေးတခုလို့ရှိတော့အကရိုဂရင်းလမ်းပဲဝယ်နော်ဟာကျန်တာတော့စိတ်မကူးနဲ့အရှုပ်ထုတ်ဖို့တော့မသေးခဲနဲ့နော်နှလုံးသားရန်သူတွေထပ်ပြီးမတိုးချင်ဘူးသဘောပေါက်လား ကျုပ်တို့ကလည်းရွှင်လန်းကိုမကြိုက်ပါဘူးဗျာ Green Land ရဲ့ VIP Bus 1 Bus 2ပိုလန်းပိုကောင်းတဲ့ရှယ်လန်းကိုသုံးပြီးတော့ရှယ်ပလန်နဲ့ကြီးပွားတုတ်တက်ပြီးတော့မှရှယ်စကီလေးတွေနဲ့တာယာမှာဗျာ အဲ့စကီလေးနဲ့တာရခြင်းနဲ့ပေါ့လေ အဲ့လိုမဟုတ်ပါဘူးမင်းမရရှယ်လန်းနဲ့တာယာမယ်လို့ပြောတာပါဗျာ